ဒီလူဟာကြက်ဥခုံကိုတေချာလေးဖောက်ပြီးအနှစ်တချို့ကိုထုတ်လိုက်တယ်ပြီးတော့စာတိုလေးတစ်ဆောင်ကိုကြက်ဥအတွင်းနဲ့လှုပ်ဝက်ထည့်ပြီးကော်နဲ့ပိတ်ကအပေါ်ကနေဆေးပြန်တုပ်လိုက်တယ်အပြင်ပန်းကကြည့်ရင်ပုံမှန်ကြက်ဥလိုပဲဖြစ်နေတယ်အဲ့ဒီနောက်သူ့ရဲ့ပြစ်မှတ်ကိုစောင့်နေခဲ့တယ်ရုတ်တရက်သူ့ကိုတယောက်ယောက်လိုက်ကြည့်နေတယ်လို့ခံစားလိုက်ရတယ်သူကသတင်းစာဖတ်နေတယ်လို့ဟန်ဆောင်ပြီးကြည့်လိုက်တော့အေဂျင့်နှစ်ယောက်ကသူ့ကိုစောင့်ကြည့်နေတာကိုတွေ့လိုက်တယ်ဒီအတိုင်းဆိုသူ့အစီအစဉ်ပြတ်သွားနိုင်တယ်ဆိုတာသူသိတယ်အဲ့ဒီအချိန်မှာလူအုပ်ကြီးတစုဖြတ်သွားတာကိုတွေ့လိုက်ရတယ်သူကချက်ချင်းမျက်မှန်ဖြုတ်ပြီးလူအုပ်ထဲဝင်ပြောက်သွားတယ်အေဂျင့်တွေကလူတစ်ယောက်ကိုဖမ်းလိုက်ပေမဲ့အဲ့ဒါကလူမားနေခဲ့တယ်သူတို့ကိုလွတ်မြောက်ပြီးနောက်အဲ့ဒီလူဟာပြန်လာခဲ့တယ်ထောင်ထဲကိုအစားတောက်ဖို့ပြင်နေတဲ့အမျိုးသမီးတစ်ယောက်ကိုတွေ့ပြီးသူ့မနာကိုသွားလိုက်တယ်အမျိုးသမီးကအံ့ဩသွားတယ်သူကတိုးတိုးလေးပြောလိုက်တယ်ကျွန်တော်က16ထဲမှာပိတ်မိနေတဲ့တင့်ခင်ပွန်ရဲ့မိတ်ဆွေပါကျွန်တော်တို့သူ့ကိုကယ်ထုတ်ဖို့စီစဉ်နေပါတယ်ပြီးတော့ကြက်ဥကိုထောင်ထဲယူသွားပေးဖို့တောင်းဆိုလိုက်တယ်ဒါပေမဲ့အမျိုးသမီးကကျမခင်ပွန်ကကြက်ဥမစားဘူးလို့ပြန်ပြောတယ်ဒါပေမဲ့သူကကြက်ဥကိုအတွင်းထဲရောက်အောင်ပဲလုပ်ပေးပါဒါဆိုသူ့ကိုကယ်နိုင်မှာပါလို့အတင်းပြောလိုက်တယ်အမျိုးသမီးကအပြည့်အဝနားမလည်ပေမဲ့နောက်ဆုံးတော့သဘောတူပြီးကြက်ဥကိုပို့ပေးလိုက်တယ်ကြက်ဥကိုမြင်တဲ့အချိန်ကြာကဒေါသထွက်သွားတယ်သူ့မိမဘာကြောင့်ဒီကြက်ဥထည့်လိုက်တာလဲဆိုတာမနားလည်ခဲ့ဘူးဒါပေမဲ့ဂျက်ရဲ့ဆူရှာတဲ့အာယုံကတခုခုမားနေတယ်ဆိုတာချက်ချင်းသိလိုက်တယ်သူကငါကြက်ဥကြိုက်တယ်လို့ပြောပြီးကြက်ဥကိုတေချာလေးခွာလိုက်တယ်အတွင်းမှာနေရန်ကိုခောက်ပြီးတီနေရပြပါဆိုတဲ့စာတိုလေးကိုတွေ့လိုက်တယ်ဂျက်ကသူ့အဖွဲ့ကသူ့ကိုထွက်ပြေးအောင်ကူညီနေတယ်ဆိုတာချက်ချင်းနားလည်သွားတယ်ဘေးနာကအကျဉ်းသားတစ်ယောက်ကစာကိုမြင်ပြီးစိတ်ဝင်စားလာတာကြောင့်ဂျက်ကချက်ချင်းစာနဲ့ကြက်ဥကိုမျိုးချလိုက်တယ်အဆောင်မကြည့်နေတဲ့အချိန်မှာတော့သူကဖက်နှက်နဲ့နေရန်ကိုစီးချက်မှန်မှန်ခောက်စားပြူလိုက်တယ်တစ်ဖက်မှာတော့သူ့အဖွဲ့သားတွေကမြေအောက်ရေဆိုးမြောင်းထဲမှာ stethoscope အသုံးပြုပြီးအတန်ကိုနားထောင်နေကြတယ်တနားရီလောက်ကြာပြီးနောက်ဆုံးမှာဂျက်ရဲ့အတန်ကိုကြားလိုက်ရတယ်နှစ်ဖက်စလုံးက Morse code အသုံးပြုပြီးဒီနေရာကိုအတည်ပြုလိုက်ကြတယ်ဒီနေရာတေချာသွားတဲ့အခါအဖွဲ့သားတွေကမှန်ကန်တဲ့နေရာမှာပောက်ကွဲစေတဲ့ပစ္စည်းတွေတက်ပြီး fuse ကိုမိရှို့လိုက်တယ်ဘုံပောက်ကွဲတန်ကြီးနဲ့အတူအချင်းကန်းနေရန်ပွင့်ထွက်သွားတယ်ပောက်ကွဲတန်ကြပြီးအေဂျင့်တွေပြေးလာကြပြီမဲ့အချိန်မမီတော့ဘူးဂျက်ကတော့နေရန်ပေါက်ကနေလွတ်မြောက်သွားခဲ့ပြီ